အားလုံးပဲမင်္ဂလာပါရှေ့ကျလာလောက်ရှာပွဲရုပ်ကနေပြန်လဲကျဆုံးပါလို့ရှေ့ကဲဒီမနေ့ဝေလာတဲ့အလုပ်လေးတွေလာပြီးတော့ပြပေးမှာဖြစ်ပါရှင်နော်အလုံးနေရာကတော့မဟာဆာလာခါဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့အလုံးနဲ့ခလေးထရမှာဖြစ်ပါတယ်လာစာကတလောက်ကို1000နဲ့4000ပေးပါရှင်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့မဟာဆာလာခါတတိယတော့4ယောက်ရှိတဲ့တတိမှာကတော့ခွေးတစ်ကောင်ရှိပါရှင်နော်နောက်တနေရာကတော့စီလုံးဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့အသွားအပြန်စီကံသရှိဖြစ်ပါရှေ့လာစာကတော့တလောက်ကို1000နဲ့5000ပေးပါတယ်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်နော်အလုံးနေရာကတော့စီလုံးဘက်မှာရှိပါတယ်နောက်တနေရာကြတော့အလုံးနဲ့ခိချက်ရမှာဖြစ်ပါရှင်နော်အလုံးနေရာကတော့စဝီထမုံဘက်မှာရှိပါရှင်နော်အဲ့ဒါကတော့ခိချက်ရမယ်လာစာကတလောက်1000နဲ့8000ပေးပါတယ်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့စဝီထဝဘက်မှာရှိတဲ့တတိယတော့9ယောက်ရှိတဲ့ခွေးရတစ်ကောင်ရှိပါရှင်နောက်တနေရာကတော့နောက်ခေါပထုံဘက်မှာရှိပါရှင်နော်နောက်ခေါပထုံကတော့အလုပ်ပဲဖြစ်ပါတယ်လာစာကတလောက်1000ပေးတယ်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်နော်အလုံးနေရာကနောက်ခေါပထုံတတိယ2ယောက်ရှိတဲ့တတိမှာကတော့ကြောင်က9ကောင်ရှိပါရှင်အလုံးနေရာကတော့နောက်ခေါပထုံဘက်မှာရှိပါတယ်နောက်တနေရာကျတော့လိုက်ပစ်ထားဘက်မှာရှိရရှင်အဲ့ဒါကျတော့လုံးနဲ့ခလိထရမှာဖြစ်ပါတယ်လာစာကတော့တလောက်ကို1000နဲ့5000ပေးပါရှင်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်เนาะအလုံးနေရာကတော့လိုက်ထားဘက်မှာရှိပါတယ်နောက်တနေရာကျတော့ခိုလာအဲ့ဒါကတော့ခိုလာကျတော့အလုပ်ဖြစ်ပါရှင်เนาะနေဘက်မှာသွားနိုင်တဲ့သူအတွက်ပဲစစ်ပြပါတယ်လာစာကတလောက်1000ပေးပါတယ်နိုင်ကလေးရှိတဲ့မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့ခိုလာဘက်မှာရှိပါတယ်နောက်တနေရာကျတော့စာထောတထေးရ2ယောက်ရှိတယ်တထေးမှာကျတော့ခွေးအကောင်တင်းတင်း2ကောင်ရှိရပေါ့နော်လက်စာက1000နဲ့3000နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်နော်အလုံးနေရာကတော့စာထောဘက်မှာရှိတယ်နောက်တနေရာကတော့စမှုဘက်ကဘက်မှာရှိရရှိအဲ့ဒါကျတော့လောက်ပဲဖြစ်တယ်တထေးကတော့9ယောက်လက်စာက1000နဲ့3000ပေးတယ်နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့စမှုဘက်ကဘက်မှာရှိပါတယ်နောက်တနေရာကျတော့ထမလာအဲ့ဒါကျတော့အလုံးနဲ့လူကိုကြည့်ရမှာဖြစ်တယ်တထေးရ2ယောက်လူအိုကတယောက်ရှိရပေါ့နော်လူအိုတက်ကတော့80နဲ့နည်းနည်းရှိရရှိလာစာက1000နဲ့5000ပေးတယ်နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါတယ်အလုံးနေရာကတော့ထမလာဆို20နဲ့နည်းမှာရှိပါရှိနောက်တနေရာကတော့စုတိဆန်အဲ့ဒါကြတော့လုံးနဲ့ခလေးထရမှာဖြစ်ပါတယ်လာစာက1000နဲ့6000တထေးရ2ယောက်ရှိတယ်တထေးမှာကျတော့လူအိုတယောက်ရှိရပေါ့နော်လူအိုရဲ့တက်ကတော့60နဲ့6နဲ့ရှိပါတယ်လာစာက1000နဲ့6000နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါရှိနောက်တနေရာကျတော့ခေါစာဝါဘက်မှာရှိပါရှင်เนาะလုံးနဲ့ခွေးကြည့်ရမှာဖြစ်ပါတယ်လာစာက1000ခွေးရ2ကောင်တထေးမရှိလာစာက1000တထေးရ2ယောက်ရှိတယ်ခွေးရ3ကောင်ရှိရပေါ့နော်နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါတယ်နောက်တနေရာကတော့စီနခလီကြတော့လုံးနဲ့ခလေးထရမှာဖြစ်တယ်လာစာကတလောက်18000ကနေ2000ပေးတယ်နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါတယ်ရှင့်ကဲဒီနေ့ဝေလာတဲ့အလုပ်တွေကိုစိတ်ဝင်စားတဲ့သူရှိတယ်ဆိုရင်ဤတို့ရုံမှာလာစမလို့ရပါတယ်ရှင့်